ပုံမှန်ထက်ပုံမှုရည်တွေးကောင်းစွာထုတ်လုပ်ထားတဲ့ LG System Kismet Windows CV များဒီနေ့ဗီဒီယိုလေးမှာတော့ပုံမှန်နေအိမ်တွေမှာသုံးမျိုးနေကြဖြစ်တဲ့ Windows CV လေးတွေနဲ့မတူပဲ quality ပိုကောင်းအဆင့်တန်းပုံမြင့်စွာ system စနစ်နဲ့ထုတ်လုပ်ထားတဲ့ LG CV လေးတွေနဲ့မိတ်ဆက်ပြသပေးလိုက်ပါရနော် LG 65 CV ဒီ CV လေးကတော့ LG CV လေးတွေထဲမှာဈေးနှုန်းသက်သာဆုံးနဲ့ရရှိနိုင်မယ့် CV လေးပဲဖြစ်ပါတယ်LG 85 CV ဒီ CV လေးကတော့ LG CV လေးတွေထဲမှာမှန်3ထက်နဲ့ရရှိနိုင်မယ့်တစ်ခုတည်းသော CV ဖြစ်ပါတယ်LG 88 CVဒီ CV လေးကတော့ LG CV လေးတွေထဲမှာဈေးနှုန်းအတင်းနဲ့ quality ကောင်းကောင်းလေးရရှိနိုင်မယ့် CV လေးပဲဖြစ်ပါတယ်LG 128 CVဒီ CV လေးကတော့ LG CV လေးတွေထဲမှာ quality အမြင့်ဆုံးနဲ့ရရှိနိုင်မယ့် CV လေးပဲဖြစ်ပါတယ်အခုမိတ်ဆက်ပေးခဲ့တဲ့ LG CV လေးတွေအကုန်လုံးကိုအလူမီနီယံအထူ 1.6 mm နဲ့ရရှိမှာပါနော်။မှန်ရဲ့ပါဝင်မှုနှုန်းကတော့မှန်3ထက်နဲ့ရရှိနိုင်မဲ့ LG 85 CV လေးရလွှဲရင်ကျန်တဲ့ CV 3ခုစလုံးကိုမှန်2ထက်နဲ့ရရှိမှာဖြစ်ပါတယ်။ပြင်ပပူတံကိုအိမ်တွင်းနဲ့မကြရအောင်ကာကွယ်ပေးတဲ့ Pစစ်ကာဘောစတစ်လေးလည်းဒီ CV လေးတွေအကုန်လုံးမှာပါဝင်ပါတယ်နော်။ဒီ LG CV လေးတွေရဲ့လက်ကင်ပတ်တာနဲ့ low accessory လေးတွေအကုန်လုံးကိုလည်း accessory အာမခံ9နှစ်ရှိတဲ့ E3 နိုင်ငံထုတ် Storo brand လေးကိုအသုံးပြုပေးထားပါတယ်။ကဲဒီနေ့ဗီဒီယိုလေးထဲမှာမိတ်ဆက်ပေးခဲ့တဲ့ LG System Kismet Windows CV လေးတွေအကုန်လုံးကတော့ပုံမှန်နေအိမ်တွေမှာအသုံးပြုတာထက် hotel နဲ့ condo တွေလိုအဆင့်မြင့်အဆောက်အဦတွေမှာအသုံးပြုဖို့ပုံမလိုက်ဖက်တဲ့ CV လေးတွေပါနော်။